2026 ကမ္ဘာဖလားမတိုင်မီတိထားတဲ့စိတ်ဝင်စားဖွယ်အချက်များအားလုံးပဲမင်္ဂလာပါရှင်2026 FIFA World Cup ပြိုင်ပွဲကြီးကျင်းပဖို့နီးကပ်လာပြီဖြစ်ပါတယ်ကမ္ဘာတဝင်းကဘောလုံးပရိသတ်တန်းပေါင်းများစွာဟာဘယ်အသင်းကဘူဆွဲမလဲဆိုတာစိတ်လှုပ်ရှားစွာစောင့်မျှော်နေကြပါတယ်ဒါပေမဲ့ FIFA World Cup ဘယ်တော့ကဒီဗီဒီယိုထဲမှာတော့ကမ္ဘာဖလားရဲ့သမိုင်းချောင်းဘူဆွဲခဲ့တဲ့အသင်းများဒဏ္ဍာရီကစားသမားများနဲ့2026 World Cup ရဲ့ထူးခြားချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာဖလားစတင်ဘိုလူပွဲမှာဥရုဂွေးကအာဂျင်တီးနားကို4-2နဲ့အနိုင်ရပြီးသမိုင်းဝင်ပထမဆုံးကမ္ဘာဖလားချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီး World Cup ဟာကမ္ဘာပေါ်မှာလူကြည့်အများဆုံးအားကစားပွဲတော်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ World Cup ဘူဆွဲခဲ့သောအသင်းများ World Cup သမိုင်းတစ်လျှောက်ဘူဆွဲခဲ့တဲ့အသင်းတွေကိုကြည့်လိုက်ရအောင်။ Brazil 9 ကြိမ်1958 1962 1980 1994 2002 Germany 4 ကြိမ်1954 1984 1990 2014 Italy 4 ကြိမ်1934 1938 1900ပြင်သစ်2 ကြိမ်1998 2018 Uruguay 2 ကြိမ်1930 1950 အင်္ဂလန်1 ကြိမ်1966 စပိန်1 ကြိမ်2010ဒီနေ့အထိ Brazil ဟာ World Cup 5 ကြိမ်နဲ့အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ World Cup သမိုင်းကြောင်းများကိုပြန်လည်လေ့လာကြည့်ရအောင် World Cup သမိုင်းကိုပြောရင်ပီလီကိုချန်ထားလို့မရပါဘူး။ပီလီဟာ1958 World Cup မှာအသက်18နှစ်အရွယ်နဲ့ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့တာပါ။ဒါအပြင်1958 1962နဲ့1980 World Cup ဒီမှာအကောင်းဆုံးတဦးချင်းစွမ်းဆောင်ရည်တွေကတစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။2022 World Cup မှာတော့လီယိုနယ်မက်ဆီဟာသူ့ရဲ့ကစားသမားဘဝအိမ်မက်ကြီးဖြစ်တဲ့ FIFA World Cup ဖလားကိုနောက်ဆုံးမှာဆွတ်ခူးနိုင်ခဲ့ပါတယ်။မက်ဆီရဲ့အောင်မြင်မှုဟာဘောလုံးသမိုင်းထဲကအကြီးမားဆုံးအောင်မြင်မှုတွေကတစ်ခုအဖြစ်သတ်မှတ်ခံရပါတယ်။တစ်ဖက်မှာတော့ Cristiano Ronaldo ဟာ World Cup ချန်ပီယံမဖြစ်ဘူးသေးပေမဲ့ဂိုးသွင်းဆန်ချိန်များစွာ Champions League အောင်မြင်မှုများစွာနဲ့တဦးချင်းစုတန်စိန်များစွာရရှိထားတာကြောင့်ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားများထဲမှာတဦးအဖြစ်သတ်မှတ်ခံထားရစေဖြစ်ပါတယ်။ကမ္ဘာဖလားသမိုင်းကြောင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားသူကတော့ဂျာမနီတိုက်စစ်မှု Miroslav Klose ဖြစ်ပါတယ်။သူဟာ World Cup ပြိုင်ပွဲတွေမှာစုစုပေါင်း16ဂိုးသွင်းယူခဲ့ပြီးယနေ့တိုင်းစံချိန်တင်ထားဆဲဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲတိုင်းမှာစံချိန်သစ်တွေပေါ်ထွက်လာပေမဲ့ကလိုစီရဲ့စံချိန်ကတော့အခုထိမကြိုသေးပါဘူး။2026 World Cup ရဲ့ထူးခြားချက်2026 World Cup ဟာသမိုင်းမှာအကြီးမားဆုံး World Cup တစ်ခုဖြစ်လာမှာပါ။အရင် World Cup တွေမှာ32သင်းသာပါဝင်ရင်ထိုင်ခဲ့ပေမဲ့2026မှာတော့အသင်း48သင်းအထိတိုးချဲ့ထားပါတယ်။ဒါဟာနိုင်ငံအသစ်တွေအသင်းငယ်တွေအတွက် World Cup ဝင်ခွင့်ရဖို့အခွင့်အရေးပိုများလာစေပါတယ်။ထူးခြားတာကတော့2026 World Cup ကို American, Canada နဲ့ Mexico 3နိုင်ငံပူးတွဲအိမ်ရှင်အဖြစ်ကျင်းပသွားမှာဖြစ်ပါတယ်။2026 World Cup ဟာသမိုင်းတစ်လျှောက်အကြီးမားဆုံးနဲ့စိတ်လှုပ်ရှားပွဲအကောင်းဆုံး World Cup တွေကတစ်ခုဖြစ်လာဖို့ရှိနေပါတယ်ရှင်။ Brazil က6 ကြိမ်မြောက်ချန်ပီယံဖြစ်လာမလား။ အာဂျင်တီးနားကဖလားကိုကာကွယ်နိုင်မလား။ဒါမှမဟုတ်ချန်ပီယံအသစ်တစ်သင်းပေါ်ထွက်လာမလားဆိုတာသင်ထင်တဲ့2026 World Cup ချန်ပီယံအသင်းကို comment မှာရေးခဲ့ပါအောင်ရှင်။ဗီဒီယိုကိုသဘောကျရင် like share နဲ့ follow လုပ်ဖို့မမေ့ပါနဲ့ရှင်။နောက်ထပ်စိတ်ဝင်စားဖွယ်ဘောလုံးအကြောင်းအရာတွေနဲ့တခြားသောစိတ်ဝင်စားစရာအကြောင်းတွေနဲ့ပြန်လည်တွေ့ဆုံကြပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိတော်နေ့ရက်လေးဖြစ်ပါစေ။ Bye bye